ဒီနေ့သင်ခန်းစာကိုလုပ်ဖို့အတွက်မနေ့ကစေခဲ့တဲ့ day 11ဆိုတဲ့ file လေးကိုဖွင့်လိုက်ပါတော့ day 11ဆိုတဲ့ file လေးကိုဖွင့်လိုက်ပါဒီဇာတ်လေးပေါ့နော်ဒီဇာတ်လေးကိုကျွန်တော်ဒီမှာ sum ဆိုတဲ့ဟိုကျွန်တော်ဒီပေါင်းလိုက်ပေါ့နော်ဒီကျောင်းသားကိုရဲ့မှာမှတ်ပေါင်းစင်းကိုကြည့်မယ်ပေါ့နော်60 56 40အဲ့ဒါတွေကိုကျွန်တော်တို့ချအောင်ပေါင်းမယ်လေကျွန်တော်တို့ဒီ home တက်ကကျွန်တော်အဲဒီမှာရှိတဲ့ဒီ auto sum for ဒီအားလေးကိုဇာတ်လေးကိုနှိပ်ပြီးတော့ဒီမှာ sum ဆိုတာလည်းနှိပ်လိုက်ပါမယ်နော် sum ဆိုတာလည်းနှိပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကိုရဲ့ b2 d2 ဒီ formula ဘာမှကြည့်လိုက်ပါတော့ sum ကွန်စာကုန်ပိ b2 d2 အဲ့ဒါပါအောင်ဆို b2 ကနေ d2 ဒီပေါင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာပေါင်းမှာမှန်နေပါတော့မှန်နေဖြစ်တဲ့အတွက်အန်တာခောက်တာပဲဖြစ်ဖြစ်တခြား question ရပဲဖြစ်ဖြစ်လုပ်လိုက်ပါတော့အန်တာအဲ့ဒါကျွန်တော်ဒီကိုရဲ့မှာဒီ3ခုပေါင်းခြင်းအဲ့ဒါချပေါင်းခြင်းလည်းရအောင်168ရပါအော်ကျွန်တော်ဒီအောက်ကမောင်းလှမရဲ့ဟာတွေကိုပေါင်းကြည့်မယ်ဆိုရင်ကျွန်တော်အဲ့တော့ကျွန်တော်လုံးဆရာမလို့တော့ကျွန်တော်ဒီနားလေးမှာဒီ down လေးပေါ့နော် down လေးကိုသွားလိုက်အပေါင်းလက္ခဏာလေးပေါ်လိုက် piece ဆွဲချလိုက်ပါတော့ဟောအဲ့ဒါမျိုးရပါတော့အဲ့ဒါကျွန်တော်ဒီ average ဆိုလည်းအဲ့လိုပဲ average ဆိုကျွန်တော်ဒီမှာပုံ sum formula ပါဆန်းတော့မယ် average ကိုနှိပ်ပါပေါ့နော်ဒီမှာ b2 e2 ကျွန်တော်က e2 ဒီမဟုတ်ဘူးလေကျွန်တော် d2 တွေပဲသွားမှာအဲ့ဒါကြတော့ဒီအောင်ဖြတ်လိုက်မယ် e ကိုဖြတ်ပြီးတော့ဒီလိုရေးလိုက်ပါပေါ့နော် d2 ပေါ့နော်ရှင်းလေရကျွန်တော်မှန်လေရပါတော့အဲ့ပြီးတော့ကျွန်တော်အန်တာခေါက်လိုက်မယ်ပေါ့56 168ကို356အဲ့ဒါပဲကျွန်တော်တို့ဒီပုံမှန်ပဲ average ဆိုတာဗာလဲဆိုကျွန်တော်ဒီ3ခုပေါင်းခြင်းကို3နဲ့စားတာသိပါတယ်နော် average ရတဲ့နေပေါ့အဲ့ကျွန်တော်ဆွဲချလိုက်မယ်အော်ဒီမှာတွေ့တာတတ္တမရနဲ့ရတယ်တတ္တမတွေရတာဒီကောင်စားလို့မပြတ်လို့ပေါ့နော်အဲ့ဒါကျွန်တော်တို့ကျွန်တော် home တက်မှာရှိရင် number မှာသင်ခဲ့တယ်ကျွန်တော်တတ္တမ degree တတ္တမ degree တတ္တမဆိုတာလက်မိုင်း short လိုက်ပါနော် short လိုက်ရင်ဟော50ခွင့်ရပါဘောနော်ဘယ်လိုလဲရှေ့ကိုတိုးယူမယ်ပြောင်းလိုက်အဲ့လိုပဲ mass ကျွန်တော်ဒီလိုဒီဟာရဲ့ mass ကိုလို့ကျွန်တော်ပေါ့နော် mass ကိုလို့ကျွန်တော်အဲ့လိုပဲကျွန်တော်တို့ mass ကအမှတ်များဆုံးပေါ့နော်ဒီမှာဆို60 56 44မှာ68အများဆုံးပေါ့ mass ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ f2 တွေသွားနေအဲ့ကျွန်တော်မလို့ခြင်းဘူးကျွန်တော်တို့ကတကယ်တော့ d2 တွေပဲရှာမှာအဲ့ကျွန်တော်ဒီလိုရေးလိုက်ပါတော့အန်တာခေါ်လိုက်ပေါ့68အများဆုံးဖြစ်တဲ့68အဲ့ကျွန်တော်အဲ့လိုပဲဆွဲချလိုက်ပါဆိုကြရင်ဒီကွာမှာဆို88အများဒီကွာမှာဆို84အများဒီကွာမှာဆို90ကျောင်းminimum ဆိုလည်းအဲ့လိုပဲကျွန်တော်တို့ minimum ကိုနှိပ်လိုက်တဲ့အချိန်မှာ G2 တွေကျွန်တော်တို့ပေါ်နေတယ်အဲ့ဒါကိုကျွန်တော်တို့ D2 ပြောင်းအောင်ပါပေါ့နော် Okay အဲ့ကျွန်တော် piece ဆွဲချလိုက် Okay အဲ့ကျွန်တော် total students ကျောင်းသားစုစုပေါင်းရေးတွေ့ဒါကြရေးတွေ့အောင်မကောင်းပေါ့အဲ့ကျွန်တော်ဆန်အောင်ကောင်းဆိုတာလေမောဘိုင်းနဲ့ကောင်းတယ်ကျွန်တော်လည်း Okay ပေးလိုက်မယ်အဲ့လိုပဲကျွန်တော်တို့ B2 ကနေ B6 ထိဖြစ်နေတကယ်တော့ B2 ကနေ B6 ထိမဟုတ်ပါဘူးကျွန်တော် B5 ပေါ့ဒီအပေါ်မှာပြောင်းနေရပါတယ်လေးပေါ့ Okay တကယ် B6 ရဲ့နောက်မှာလို့နာမည်ရေးတယ်ဆိုရင်ကျွန်တော်တို့ဟိုဖြစ်လာမယ်လို့ B5 ထိပဲ B2 ကနေ B5 ထိပဲဖြစ်လို့လေး Okay နော်ဒီကောင်ရဲ့မှာအဲ့ဒါကြကအဲ့ဒီအားဒါကြကဘာလဲဆိုလီကျွန်တော်ဒီမှာရှိတဲ့နာမည်တွေပြောင်းမယ်ပေါ့နော်အဲနံပါတ်တွေပြောင်းမယ်ပေါ့56ကိုကျွန်တော်တို့58ပြောင်းလိုက်မယ်ဆိုရင်ဒီ168ကဘာဖြစ်သွားမလဲ190ဖြစ်သွားမယ် Okay နှစ်တိုးလိုက်တယ်190ဖြစ်သွားမယ်ဒီပြင်းများကလည်းကျွန်တော်ပြောင်းသွားမှာပေါ့ခင်ပြောင်းကြည့်လိုက်ဟောတွေ့လားကောင်ရဲ့အတားကြကဒီကောင်လေးတွေကျွန်တော်တို့ပြောင်းလိုက်တာနဲ့ formula မှာပါလိုက်ပြောင်းမှာပေါ့နော်56မို့က59ဆို191ခိုက်ပြတ်သွားမယ်အဲ့လိုပဲကျွန်တော်ဒီမှာဆို68ကအကြီးဆုံးဖြစ်နေတယ်ဒီကောင်ကို90ပြောင်းလိုက်မယ်ဆိုရင် Okay အော်ဒီမှာ90အငယ်တော့59ပြတ်သွားတာပေါ့အားမျိုးလေးရှိရပါတော့90ဒါကျွန်တော်တို့ auto pay ဒီကောင်လေးတွေကျွန်တော်တို့
တစ်ခုချင်းလည်းတွဲဆရာမလို့ auto fill လည်းဆွဲချလို့ရတယ်နောက်ကြကျွန်တော်ဒီနံပါတ်တွေလိုက်ပြောင်းတာနဲ့ဒီပေါင်းလက်ဆိုလည်းပေါင်းလက်တွေပြောင်းသွားမယ် maximum average ပြန်ပြန်ရှာဆိုပြောင်းသွားမယ်ပေါ့အဲ့လိုမှမဟုတ်တခြား formula တွေပေါ့ပေါင်းတာဘာမှမဟုတ်ဒီနောက်မှလုပ်တဲ့ fashion တွေပေါ့နော်ပေါင်းတာပဲပြမြောက်တာပဲပြတခုပေါ့ fashion တွေလုပ်တယ်ဆိုရင်ဥပမာဒီမှာပြောင်းတယ်ဆိုရင်ဒီကပါအဖြည့်တန်မှုကပါလိုက်ပြီးတော့ပြောင်းပြီးတော့တွက်ပေးတယ်ပေါ့ဒါတွေ့ရတာကြပေါ့ကျွန်တော်တို့exam မှာနောက်ကြကျွန်တော် auto fill ဆွဲရတယ်ကျွန်တော်တို့တစ်ခွက်ပဲဒီတစ်ခွက်ကို equation မှန်အောင်ထည့်နိုင်ပြီဆိုရင်နောက်ခွက်တွေလိုက်ထည့်တယ်ကျွန်တော်ဆွဲချလို့ရတာပေါ့နော်ဒါ exam ရဲ့အားသာချက်တွေပဲတစ်ခုပေါ့Okay အဲ့ဒါဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်နောက်နေ့မှနောက်နေ့သင်ခန်းစာမှာဒီအပိုင်းလေးတွေနဲ့စာပြီးကျွန်တော်တို့တွေးစရာလေးတွေပါလာပြီပေါ့နော်အဲကြောင့်တခြားလေးလိုက်လို့ကြည့်ပါဟောနားမလဲရှင်လည်းကျွန်တော်မေးလို့ရအောင်ပေါ့နော်